ဒီမှာချစ်တော်မိတ်ဆွေဘုရားသခင်မတတ်နိုင်တဲ့အရာဘာမှမရှိပါဘူးအရေးကြီးတာကဘုရားသခင်ထံစီကိုကျွန်တော်တို့ရောက်လာဖို့အရေးကြီးပါတယ်အားလုံးကိုယေရှုခရစ်တော်နာမနဲ့မင်္ဂလာပါလို့နှုတ်ဆက်ပါတယ်အရောက်ချင်းစီတိုင်းပဲဘုရားသခင်နာမပျော်ရွှင်ခြင်းငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းများခံစားရရှိကြပါစေဆိုတော့ဒီကနေ့ကျွန်တော်အကြောင်းအရာလေးကိုပြောချင်တယ်လဲဆိုရင်မစိုးရိမ်နဲ့ဆိုတဲ့အကြောင်းအရာလေးပြောချင်ပါတယ်ဆိုတော့အခုချိန်မှာမစိုးရိမ်နဲ့လို့ဘာအကြောင်းပြောရတယ်လဲဆိုရင်ကျွန်တော်တို့လောကကြီးထဲကိုကြည့်လိုက်ပါအရာအားလုံးဟာစိုးရိမ်စရာတွေဖြစ်နေပါတယ်ဒီနေ့ပြီးတဲ့နေ့ Facebook ပေါ်မှာတက်လာတဲ့အရာတွေကလည်းဝမ်းမြောက်ခြင်းအရာတွေထက်ဘာကပိုပြီးများတယ်လဲဆိုရင်ကြေကွဲစရာဝမ်းနည်းစရာစိုးရိမ်စရာအဖြစ်အပျက်တွေကပိုပြီးမှများနေတယ်ဆိုတဲ့အရာကိုမိတ်ဆွေတတိထားမိမှာပါဒါပေမဲ့ကျွန်တော်ဒီကနေ့ပြောချင်တဲ့အရာကမစိုးရိမ်ပါနဲ့ကြောက်စရာမလိုပါဘူးဖခင်ကဒီလိုပြောထားပါတယ်ဖခင်ရဲ့နှုတ်ကပတ်တော်ကဒီလိုပြောပါတယ်မစိုးရိမ်နဲ့ဆိုတဲ့အကြောင်းအရာဟာတမန်ကျမ်းစာထဲမှာကြီးတဲ့အခါမှာနေ့စဉ်နေ့တိုင်းအတွက်ပါပါတယ်ကျွန်တော်တို့အသက်ရှင်ခြင်းတခုချင်းစီတိုင်းမှာဘာဖြစ်ဖို့လိုတယ်လဲဆိုရင်ဖခင်ကိုယုံကြည်ကိုးစားလျက်ဖခင်စီမှာတွင်ပြီးမှအသက်ရှင်ဖို့အတွက်အင်မတန်မှအရေးကြီးပါတယ်ဒါကြောင့်တမန်ကျမ်းစာတစ်ပိုက်ကိုကျွန်တော်ဖတ်ချင်ပါတယ်တမန်ကျမ်းစာမှာဘုရားသခင်ကကျွန်တော်တို့ကိုဘယ်လိုပြောထားတယ်လဲဆိုရင်ကျွန်တော်ကိုဘုရားသခင်အာမခံချက်ပေးထားတဲ့အရာရှိတယ်ဂတိပေးထားတဲ့အရာရှိတယ်ဒီနေ့ယုံကြည်သူတွေအသက်တာထဲမှာအရေးကြီးသောအရာဟာဘုရားရဲ့နှုတ်ထွက်စကားအပေါ်မှာစိတ်ချလက်ချစိတ်နှလုံးအပြည့်နဲ့ယုံကြည်ဖို့အတွက်အရေးကြီးပါတယ်ဒါကြောင့်တမန်ကျမ်းစာကကျွန်တော်ကိုဘယ်လိုပြောတယ်လဲလောကရာထဲမှာကြီးတဲ့အခါမှာစိုးရိမ်စရာတွေခုနကပြောပြဝမ်းနည်းစရာအဖြစ်အပျက်တွေ Facebook ပေါ်တက်လိုက်တာနဲ့တနေ့ပြီးတနေ့လူတွေတည်တဲ့အကြောင်းအရာတွေပဲကျွန်တော်တွေ့နေရတယ်ဒါပေမဲ့တင့်အတွက်မျှော်လင့်စရာရှိပါတယ်တင့်အတွက်ဖျားပြင်ဆင်ထားပေးတဲ့အရာရှိပါတယ်အဲ့ဒီအရာကဘာလဲဆိုရင်မစိုးရိမ်နဲ့ငါဒီတင့်ဘက်မှာရှိ၏ဟာလေလုယာဟေရှာယအနာဂတိကျမ်းအခန်းကြီး41အပိုင်း30ထဲမှာကြည့်တဲ့အခါမှာမစိုးရိမ်နဲ့ငါဒီတင့်ဘက်မှာရှိမကြောက်နဲ့တည်ဤဘုရားသခင်ငါဒီတင့်ကိုခိုင်ခန့်စေမည်တင့်ကိုစောင့်မမည်ငါတစ္ဆာလက်ရလက်ဖြင့်ထောက်ပစ်မည်ဒါကဘုရားသခင်ကျွန်တော်ကိုပြောထားတဲ့ဘုရားရဲ့ဂတိစကားဖြစ်တယ်ကျွန်တော်တို့အတွက်မျှော်လင့်စရာရှိပါတယ်ဖခင်ကကျွန်တော်ကိုပြောထားပြီးကောင်းကင်နဲ့မြေကြီးအရာခတ်သိမ်းကိုဖန်ဆင်းတော်ဖခင်ခတ်သိမ်းသောအရာကိုတတ်နိုင်တော်ဖခင်ကကျွန်တော်ကိုဒီလိုပြောပါတယ်မစိုးရိမ်နဲ့ငါဒီတင့်ဘက်မှာရှိတယ်မစိုးရိမ်နဲ့ဘာကြောင့်ဖခင်ကကျွန်တော်ကိုမစိုးရိမ်နဲ့လို့ပြောတာလဲဆိုရင်သူတတ်နိုင်တော်ကြောင့်ဖြစ်တယ်ဘုရားသခင်ဟာကောင်းကင်နဲ့မြေကြီးအရာခတ်သိမ်းကိုဖန်ဆင်းထားတယ်တင်နဲ့ကျွန်တော်အပါအဝင်အရာခတ်သိမ်းကိုဖန်ဆင်းထားပြီးမှမစိုးရိမ်နဲ့ငါဒီတင့်ဘက်မှာရှိတယ်လို့ပြောပါတယ်ဘာကြောင့်မစိုးရိမ်နဲ့ပြောတာလဲဆိုရင်ယေရှုခရစ်တော်ဘုရားမတတ်နိုင်သောအရာထာဝရဘုရားမတတ်နိုင်သောအမှုအရာတစ်စုံတစ်ခုမှမရှိပါဘူးတင်ထဲမှာဖြစ်ပျက်တဲ့အရာဝမ်းနည်းစရာခြေခွဲစရာကြောက်ရွံ့စရာတွေအားလုံးကိုဘုရားခင်ဖြည့်ရှင်းပေးနိုင်ပါတယ်ကျွန်တော်ကယုံကြည်ဖို့တော့လိုတယ်ဘုရားခင်တတ်နိုင်တယ်ဆိုတဲ့အရာကိုစိတ်နှလုံးအကျွမ်းမဲ့ယုံကြည်လက်ခံဖို့တော့လိုပါတယ်ယုံကြည်လက်ခံဖို့လိုတယ်ဒါကြောင့်ဒီနေ့ကျွန်တော်အသက်တာထဲမှာမိတ်ဆွေတင်မျော်လင့်စရာမဲ့နေလားတင်ဝမ်းနေနေလားတင်ကြေခွဲနေလားအသက်ရှင်တော်ဘုရားခင်ထာဝရဘုရားယေရှုခရစ်တော်ဘုရားတင့်ဘေးနားမှာအမြဲတမ်းအစဉ်တင်ရှိပါတယ်။တင့်ကိုကူညီဖို့အတွက်တင်အမြဲတမ်းရှိပါတယ်။တင့်ကိုမဆာဖို့အတွက်တင့်ကိုကာကွယ်ဖို့အတွက်သူအမြဲတမ်းတင့်ဘေးမှာအစဉ်တင်ရှိပါတယ်။ဒါကြောင့်ဘုရားခင်ကသူ့ကိုမီးစား၍တိမတ်ကြပါလို့ပြောပါတယ်။ခေါ်ကြည့်ရအောင်ဘုရားခင်ကို
ထာဝရဘုရားတင့်ဘေးမှာအမြဲတမ်းအစဉ်တင်ရှိပါတယ်ထာဝရဘုရားကတင့်ကိုကူညီဖို့တင့်ကိုကာကွယ်ပေးဖို့တင့်ကိုမဆဖို့တင့်ဘေးနားမှာဘုရားကအမြဲတမ်းအစဉ်တင်ရှိပါတယ်အရေးကြီးတာကကျွန်တော်ကဘုရားကိုနေရာပေးတတ်ဖို့လိုတယ်ဘုရားကိုခေါ်ဖို့လိုတယ်ဒါကြောင့်တမန်ကျမ်းစာကဒီလိုပြန်ပြီးမှပြောထားပါတယ်ဟေရှာယအနာဂတိကျမ်းအခန်းကြီး59အပိုက်ငယ်1ထဲမှာအပိုက်ငယ်1ကိုဖတ်ပါမယ်ကြည့်ရှုတော့ထာဝရဘုရားသည်မကင်တင်နိုင်အောင်လက်တော်တူသည်မဟုတ်မကြားနိုင်အောင်နားတော်ထိုင်းသည်မဟုတ်တမန်ကျမ်းစာကဒီလိုပြောပါတယ်ထာဝရဘုရားသည်မကယ်တင်နိုင်အောင်ကျွန်တော်ဖြစ်ပြနေတဲ့အရာတွေကိုမကယ်တင်နိုင်လောက်အောင်ဘုရားကလက်တော်တူတဲ့ဘုရားမဟုတ်ဘူးဘုရားတကယ်ကျွန်တော်ကိုကယ်တင်နိုင်တယ်ကျွန်တော်ကိုမဆနိုင်တယ်ကျွန်တော်ကာကွယ်နိုင်တယ်ဒါကြောင့်ဘုရားကိုကျွန်တော်ခေါ်ဖို့လိုတယ်ပြောဖို့လိုတယ်ဒါကြောင့်ဘုရားတခင်ကလည်းမကြားနိုင်အောင်နားတော်ထိုင်းနေမဟုတ်အသက်ရှင်သောဘုရားဖြစ်သောကြောင့်တင်ပြောသောအရာကိုတင်ဖြစ်စေခြင်းတဲ့အရာတင်ပြောတဲ့အရာကိုသူရဲ့စကားတန်ကိုဘုရားကကြားနိုင်တယ်။နားရှိပြီးမှမကြားနိုင်တဲ့ဘုရားမဟုတ်ဘူး။ကျွန်တော်ပြောတဲ့အရာကိုကြားနိုင်တယ်ကျွန်တော်တို့ကိုမြင်တယ်ကျွန်တော်ကိုကာကွယ်ပေးနိုင်တယ်တကယ်အသက်ရှင်သောဘုရားဖြစ်တယ်။ဒါကြောင့်ထာဝရဘုရားကိုကျွန်တော်ခေါ်ချစ်ရအောင်ယေရှုခရစ်တော်ဘုရားကျွန်တော်ကိုကူညီပါကျွန်တော်ကိုမဆပါဘုရားကတင့်ကိုတကယ်ကူညီမှာဖြစ်တယ်ဆိုတော့ဒီနေ့အနာရောဂါခံစားနေရတဲ့သူများမိတ်ဆွေများကိုလည်းကျွန်တော်ပြောချင်ပါတယ်တင်ဘာမှမစိုးရိမ်ပါနဲ့တင်ဘေးမှာတင်ကိုကူညီဖို့အတွက်ဆရာဝန်တွေတင်ကိုပြုစုဖို့အတွက်လူနာဆောင်တွေမရှိပေမဲ့တင်ဘေးမှာအမြဲတမ်းရှိပြီးမှတင်ကိုကူညီနိုင်တဲ့ယေရှုခရစ်တော်ဘုရားရှိတယ်မိတ်ဆွေယုံကြည်ပါစိတ်ချပါဘုရားကတင်ကိုကူညီမှာဖြစ်တယ်တင်ယုံကြည်ခြင်းစိတ်အပြည့်နဲ့ပဲတင်ခေါ်ကြည့်လိုက်ပါဘုရားသခင်ကျွန်တော်ကိုကူညီပါယေရှုခရစ်တော်ဘုရားကျွန်တော်ကိုကူညီပါကျွန်တော်ကိုကယ်တင်ပါလို့ယုံကြည်သောစိတ်နဲ့တင်ဘုရားကိုတင်ဖိတ်ခေါ်ကြည့်ပါဘုရားကတင်ကိုကူညီဖို့အတွက်အစဉ်သင့်ရှိပါတယ်ခုနကပြောပြီးဘုရားကမကယ်တင်နိုင်အောင်မကယ်တင်နိုင်တော့လက်တော်တိုးတဲ့ဘုရားမဟုတ်ပါဘူးကျွန်တော်ပြောတဲ့အရာကိုမကြားနိုင်တဲ့ဘုရားလည်းမဟုတ်ပါဘူးကြားနိုင်တယ်လုံနိုင်တယ်ကူညီပေးနိုင်တယ်ဘုရားဖြစ်တယ်ဒါကြောင့်ဘုရားကိုကျွန်တော်ခေါ်ရအောင်ပြီးတော့အရေးကြီးတဲ့အရာကဒီကနေ့ကျွန်တော်တို့အရောက်ချင်းစီတိုင်းရဲ့အတ္တတာဟာဘုရားသခင်ထံကိုတိုးဝင်လာဖို့တော့အင်မတန်မှအရေးကြီးပါတယ်ဘုရားကကျွန်တော်ကိုခေါ်ထားပါတယ်ခေါ်နေပါတယ်ဝန်နေရပြင်ပန်းတော့သူအပေါင်းတို့ငါတန်တို့လာကြပါငါဒီချမ်းသာပေးမယ်လို့ပြောပါတယ်ဒါကြောင့်ကျွန်တော်တို့အရောက်ချင်းစီတိုင်းရဲ့အတ္တတာဟာနေ့စဉ်နေ့တိုင်းမှာမိမိရဲ့အစွမ်းအစအထဲမှာအသက်ရှင်နေတာထက်ဘုရားသခင်စီကိုတနေ့ပြီးတနေ့တိုးဝင်လာဖို့အရေးကြီးပါတယ်ဘုရားနဲ့တနေ့ပြီးတနေ့နေကလာဖို့ပိုပြီးအရေးကြီးပါတယ်ဒါကြောင့်ဘုရားကကျွန်တော်ခေါ်နေပါတယ်ငါထံသို့လာကြပါငါဒီချမ်းသာပေးမယ်ဒါဟာဘုရားရဲ့နှုတ်တော်စကားဖြစ်တယ်အသက်ရှင်သောဘုရားဟာကတိတစ္ဆာတည်တဲ့ဘုရားဖြစ်တယ်တင်ဘုရားသခင်စီကိုတိုးဝင်လာမယ်ဆိုရင်တင်းရဲ့ပြဿနာအလုံးတင်းတဲမှာဖြစ်ပျက်နေတဲ့အရာအလုံးကိုဘုရားတာဝန်ယူဖြေရှင်းပေးဖို့အတွက်အစဉ်သင့်ရှိပါတယ်ဒါကြောင့်တင်ငါယုံကြည်ခြင်းနဲ့ဘုရားကိုခေါ်ပြီးမှဘုရားရှင်တဲ့အနံပြီးမှဘုရားသခင်စီကိုထာဝရဘုရားစီကိုယေရှုဘုရားစီကိုတိုးဝင်လာဖို့လိုပါတယ်တိုးဝင်လာဖို့လိုပါနောက်ပြီးကျွန်တော်ပြောချင်တဲ့အကြောင်းအရာလေးတစ်ခုကဘာလဲဆိုရင်ရှင်မသက်ခရစ်ဝင်အခန်းကြီး9ထဲမှာပါတဲ့အကြောင်းအရာလေးဖြစ်ပါတယ်ရှင်မသက်ခရစ်ဝင်အခန်းကြီး9ဆိုတော့အပိုင်းငယ်24ကိုကျွန်တော်ဖတ်ချင်တယ်20ကနေဖတ်ရင်တော့ပို့ပြီးမှပြည့်စုံမယ်ဒါပေမဲ့ကျွန်တော်22ကိုဖတ်ချင်တယ်ယေရှုကလက်၍ထိုမိန်းမကိုမြင်တော်မူလျှင်ငါသမီးမစိုးရိမ်နဲ့တင်းယုံကြည်ခြင်းနဲ့တဲ့အနာကိုငြိမ်းစေပြီဟုအမိန့်တော်မူ၏ထိုခဏမှစ၍ထိုမိန်းမသည်အနာကင်းပြောက်လေ၏ထာဝရဘုရားကကျွန်တော်ကိုပြောပါတယ်ယေရှုလောကထဲမှာအသက်ရှင်နေတဲ့အခါမှာ
The Senate Nepalong, Twitter and now Swede and Mutimi Tiaha. Siawone and Yamiane to Sekutare. သူရဲ့ရှိသမျှဥစ္စာတွေဒါအားလုံးကုန်သွားတယ်ဒါပေမဲ့သူ့ထဲမှာအနာတက်တာလာခြင်းပျောက်ကင်းလာခြင်းမရှိဘဲနဲ့တနေ့ထက်တနေ့ပူပြီးမှဆိုးလာတယ်ပူမှဆိုးလာတယ်နောက်တော့သူဒီနှစ်ခုကိုကြားတယ်ယေရှုခရစ်တော်ဖခင်ဟာအနာရောဂါကိုငြိမ်းစေတဲ့ဖခင်ဖြစ်တယ်ကျမ်းမာခြင်းကိုပေးတဲ့ဖခင်ဖြစ်တယ်အရာအလုံးကိုတတ်နိုင်တဲ့ဖခင်ဖြစ်တယ်ဆိုတဲ့အရာကိုအဲ့ဒီအမျိုးသမီးကကြားတဲ့အခါမှာသူဘာလုပ်တယ်လဲဆိုရင်လူအုပ်ကြားတဲ့ကနေယေရှုခရစ်တော်ဘုရားရှိခိုးမရောက်ရအောင်တွားပြီးမှယေရှုခရစ်တော်ဘုရားရဲ့အဝတ်တော်ကိုတူလက်နဲ့တိုးလိုက်တယ်ယေရှုခရစ်တော်ရဲ့ယုံကြည်ခြင်းကဘယ်လိုလဲဆိုရင်ယေရှုခရစ်တော်ဘုရားရဲ့အဝတ်တော်ကိုတိုးလိုက်တာနဲ့သူရဲ့အနာပျောက်သွားမယ်လို့သူယုံကြည်တယ်ဘုရားတတ်နိုင်တယ်ဘုရားတကူရှိတော်ဘုရားဖြစ်တယ်တတ်နိုင်တော်ဘုရားဖြစ်တယ်သူယုံကြည်တယ်အဲ့ဒီအတွက်ကြောင့်မို့လို့သူဟာလူအုပ်ကြားထဲကနေမရမကနော်ယေရှုခရစ်တော်ဘုရားတခင်စီကိုသူရအောင်တွားပြီးမှအဝတ်တော်ကိုတိုးလိုက်တယ်အဲ့ဒီအချိန်မှာယေရှုခရစ်တော်ဘုရားကတီးလိုက်တယ်တီးလိုက်ပြီးမှအနောက်ကိုလဲချီတဲ့အခါမှာအမျိုးသမီးကိုတွေးလိုက်တယ်အမျိုးသမီးကိုတွေးတဲ့အခါမှာယေရှုခရစ်တော်ဘုရားကဘာပြောတယ်လဲဆိုရင်မစိုးရိမ်နဲ့နော်မစိုးရိမ်နဲ့တင်းယုံကြည်ခြင်းတွေတင်းအနာကိုငြိမ်းစေပြီဟာလေလုယာဒီကနေ့ချစ်တော်မိတ်ဆွေကျွန်တော်ပတ်ဝန်းကျင်ထဲမှာကျွန်တော်လောကထဲမှာကြီးတဲ့အခါမှာခုနကတော့ပြောပြီးနေအစဉ်တိုင်းမှာဝမ်းနည်းစရာတွေကြေကွဲစရာအဖြစ်အပျက်တွေကြောက်ရွံ့စရာအဖြစ်အပျက်တွေနဲ့များနေပါတယ်အခုအချိန်ဆိုရင်ကျွန်တော်အရောက်ချင်းစီတိုင်းက virus ကြောင့်တဲ့တဲ့ရင်ပူဖြစ်နေရတယ်ကြောက်နေရကြတယ်ဒါပေမဲ့ဒီကနေ့ကျွန်တော်ပြောချင်တဲ့အရာကအသက်ရှင်သောထာဝရဘုရားကတင့်ကိုပြောပါတယ်မစိုးရိမ်နဲ့ဒီ virus ထဲကလည်းကျွန်တော်ကိုကြောက်မှစေသောဘုရားဖြစ်တယ်ကျွန်တော်ကိုကာကွယ်ပေးနိုင်တဲ့ဘုရားဖြစ်တယ်အရေးကြီးတာကကျွန်တော်ကဘုရားသခင်စီကိုတိုးဝင်လာဖို့တော့လိုတယ်ဘုရားသခင်စီလာဖို့တော့လိုတယ်ဘုရားကတင်းရဲ့ယုံကြည်ခြင်းတွေတဲ့အနာကိုငြိမ်းစေပြီးဆိုတဲ့အတိုင်းပဲယုံကြည်ခြင်းနဲ့ဘုရားသခင်စီကိုကျွန်တော်ရောက်လာဖို့တော့လိုပါလိမ့်မယ်ချစ်တော်မိတ်ဆွေဒီကနေ့ခေါ်အားပေးခြင်းပါတယ်လောကကြီးကိုကြည့်တဲ့အခါမှာဘာမှခွန်အားရစရာကျေနပ်စရာမရှိပါဘူးအခြေအနေတိုင်းကကျွန်တော်တို့လူသားတွေအတွက်ဝမ်းနည်းစရာတွေစိုးရိမ်စရာတွေဖြစ်နေပါတယ်စိုးရိမ်စရာတွေဟာတစ်နေ့ပြီးတစ်နေ့တစ်ခုပြီးတစ်ခုထပ်နေတယ်ထပ်လာပါတယ်များလာပါတယ်မရောတော့ဘုကမပြောနဲ့များလာပါတယ်ဒါပေမဲ့ကျွန်တော်တို့အတွက်မျှော်လင့်စရာရှိပါတယ်ကျွန်တော်တို့အတွက်ခွန်အားယူစရာရှိပါတယ်အဲ့ဒါကဘာလို့လဲဆိုရင်ယေရှုခရစ်တော်ဘုရားဖြစ်တယ်ထာဝရဘုရားဖြစ်တယ်ဒါကြောင့်ထာဝရဘုရားကလူသားတွေဟာနေ့စဉ်နေ့တိုင်းမှာစိုးရိမ်တတ်တယ်ပူပန်တတ်တယ်ကြောက်ရွံ့တတ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကိုပြောထားပါတယ်မစိုးရိမ်နဲ့ငါဒီတင်းမဲ့မှာရှိတယ်ဒါဟာဘုရားရဲ့စကားဖြစ်တယ်ယုံကြည်ခြင်းနဲ့ယေရှုခရစ်တော်ဘုရားသခင်ဆောင်မှာကျွန်တော်တိုးဝင်လာရအောင်ကျွန်တော်ဘဝအသက်တာတစ်ခုလုံးကျွန်တော်ဖြစ်ပျက်နေတဲ့အရာအလုံးကိုဘုရားသခင်ရဲ့လက်တော်ရှိမှာအနံ့ရအောင်ဘုရားသခင်ထံကိုကျွန်တော်တို့နေ့စဉ်နေ့တိုင်းတိုးဝင်လာရအောင်နေ့စဉ်နေ့တိုင်းတိုးဝင်လာရအောင်တင်းရဲ့ယုံကြည်ခြင်းအားဖြင့်ဘုရားရှင်ကိုခေါ်ပါတင်းခေါ်တဲ့အတန်ကိုဘုရားသခင်ကြားခြင်းပါတယ်ဘုရားသခင်နားထောင်နေပါတယ်တင်းရဲ့လိုအင်ဆန္ဒတွေတစ်ခုချင်းစီတိုင်းကိုဖြည့်ဆည်းပေးဖို့အတွက်ဘုရားသခင်ဟာယေရှုခရစ်တော်ဘုရားထာဝရဘုရားတင့်ဘေးနားမှာအမြဲတမ်းအစဉ်သင်ရှိပါတယ်ဒါကြောင့်ချစ်တော်မိတ်ဆွေအရာအလုံးကစိုးရိမ်စရာဖြစ်ပေမဲ့ဘုရားရဲ့နှုတ်တော်ထက်စကားကမစိုးရိမ်နဲ့ငါဒီတင်းဘက်မှာရှိတယ်ဆိုတဲ့ဘုရားစကားအပေါ်မှာကျွန်တော်ယက်တည်ရအောင်ဒါကြောင့်ချစ်တော်မိတ်ဆွေတင်းထဲမှာဖြစ်ပျက်နေတဲ့အရာအလုံးကိုဘုရားဖြေရှင်းပေးနိုင်ပါတယ်ဒါကြောင့်ဘုရားသခင်စီကိုတိုးဝင်လာခဲ့ပါဘုရားသခင်စီကိုအရောက်လာခဲ့ပါယေရှုခရစ်တော်ဘုရားကိုကြွေးခေါ်ပါခေါ်ရင်ထူတော်ဘုရားဖြစ်တဲ့တင်းရဲ့အသက်တာထဲကိုလာဖို့အတွက်တင်းကိုကူညီဖို့အတွက်အမြဲတမ်းအစစ်အသင်ရှိပါတယ်အရောက်ချင်းစီတိုင်းကြမ်းမှချင်းခရစ်တော်ထံကဝါမြောက်ခြင်းခရစ်တော်ထံကကျမ်းမာခြင်းများအရောက်ချင်းစတိုင်းခံစားရရှိကြပါစေနှုတ်ကပတ်တော်အပြည့်ခွန်အားပေးလိုက်ပါတယ်ဖခင်ကောင်းချီးပေးပါစေ